因为楼改呢，南美的没啥没，南美အောင်မှုက楼改 professional တောင်းစား 哈，这တောင်းစားတော့ professional ရှိသေးလား ရှိပါတယ်ကျွန်တော်ကတိတ်ခါရှိတောင်းစားတောင်းစားပါတချို့တောင်းစားတွေဆိုလို့ဟိုဂိတ်တာဒီဂိတ်တာနဲ့ဟိုလူကိုဟိုပုံမှန်တက်ဒီလူကိုဒီပုံမှန်တက်ပြီးတော့အတင်းအဓမ္မတောင်းစားနေကြတာပါ 哎呀妈，俺那么ပြောနေလေကွာ ဟဲ့အောင်တောင်းစားတော့မင်းငါတို့ဆောင်းပြောနေသလိုဖြစ်နေပြီနော်ဟဲ့အောင်ခါလိုက်တော့နောက်တစ်ကောင်နာမည် ချက်ကြီးပါ လောက ရုပ်သားတဲ့တခိုးလေးပါ ဟာတခိုးတော်မှာရိုးသားသလားဟာ ရှိပါတယ်ဗျကျွန်တော်တို့ကမရှိလို့ရိုးသားခိုးစားတာပါတချို့တခိုးတွေလို့ယူနီဖောင်းဝတ်ဓာတ်ကြီးယူပြီးဖျားတက်ကလို့ဘာလို့ဖျားပတ်စံတွေပြည်သူပတ်စံတွေကိုမခိုးပါဘူးတချို့တခိုးတွေလို့ရောက်ကတဲ့ကိုဝင်ပြီးမီးရှုပ်ပြီးပြစ်သမျှပစ္စည်းတွေကိုလည်းမခိုးပါဘူး ဟာမင်းတခိုးကငါရုပ်ကြည့်ပြီးမပြောတော့ငါတော့ရရင်ဟာဟမ်နောက်တစ်ကောင် ကျွန်တော်နာမည်မောင်သိန်းနာပါခင်ဗျာဂွေးမင်းကျေးရွာကညသရကျေးတော်သားလေးကျွန်တော်နာမည်မောင်သိန်းနာပါ လောကန်ဟာ ဇာတိချက်ချင်းမွေးရမြေမှာတောင်ရလေလို့ဓမ္မခုတ်ဘဝနဲ့ရိုးသားပြီးစ조사တဲ့လေသမားလေးတစ်ယောက်ပါအခုခါမှာတော့အမျိုးဘာသာတနာကိုကာကွယ်စောင့်ရှောက်ပေးနေတဲ့တက်မတော်ရဲ့အင်အားဖြစ်စေဖို့အတွက်ကျွန်တော်မောင်သိန်းနာတိတ်ချရတဲ့ထွေးညိုလေးကိုထားရစ်ပြီးအမိတက်မတော်ကြီးရဲ့ရင်ဝင်စီကိုအရောက်လာခဲ့တာပါတနေ့နေ့မှာတိုင်းပြည်ရဲ့ပြည်ချစ်သားကောင်းစစ်တီတယောက်အဖြစ်နဲ့ထွေးညိုရှိရာရွာကလေးစီကိုအပြေးပြန်ခဲ့မဲလို့ဂတိပေးရင်ရွာထိတ်ကညောင်ပင်ကြီးရဲ့အောက်မှာထွေးညိုကိုကြိုနေဖို့မှာခဲ့ပါတယ်ခင်ဗျာ ဟဲ့ကိုသိန်းနိုင်ရဲ့ခမရအတန်ကိုကြားရတာလေတကိတကကက်ဆက်ဇလန်းနေနားထောင်နေရတယ်လို့ပါပဲလား ဟုတ်ပါတယ်ဗျဟုတ်ပါတယ် ကဲထားလိုက်တော့နော်ဒီနေ့လာတဲ့၃កောင်ထဲမှာကိုသိန်းနဲ့တယောက်တည်းစောက်ချိုးပြေတယ်နော်မင်းတို့ဟာတိုင်းပြည်အတွက်လိုအပ်နေတဲ့နိုင်ငံသားကောင်းအလောင်းလေးတွေပဲဖြစ်တယ်အဲ့တော့ငါတို့ကမကြခင်မှာတိုင်းပြည်နဲ့လူမျိုးအတွက်အရှိတန်းကိုထွက်တဲ့အခါမှာမင်းတို့လိုနိုင်ငံသားကောင်းအလောင်းတွေကငါတို့အတွက်အများကြီးလိုအပ်တယ်ကွာ မသားတော့ ဟဲ့အောင်မင်းတို့စက်တွေကိုပိတ်ထားလိုက်ရှက်ခမ်းမတွေကိုသွားယူနီဖောင်းတွေသွားယူတင်းနေစားတော့မယ်ဟဲ့အောင်ဒီဟောတွေကိုမင်းဘဲကောင်းနေလာယူမလဲဟာဟဲ့အောင်စစ်တပ်ကဒီလိုစောက်ချုံးမျိုးလာမချိုးနဲ့မင်းတို့စိတ်ထဲမှာမှတ်ထားရမှာတက်မတော်သားမိတက်မတော်သားဖားကွာရ